dry eye ရှိမရှိဘယ်လိုသိနိုင်မလဲ Hello မင်္ဂလာပါဆင်မတော်မျက်စိတူကွဆရာဝန်ဒေါက်တာနင်းပါ dry eye ကိုဘယ်လိုစစ်ရတာလဲဆိုတဲ့မိကုန်းလေးနဲ့ပတ်သက်ပြီးတော့ဒါလေးကိုအနည်းငယ်ဖြေကြားချင်ပါတယ်ဒီဗီဒီယိုလေးကတော့ dry eye ယောဂအကြောင်းကိုပြောတာမဟုတ်ဘဲနဲ့ dry eye ကိုဘယ်လိုစစ်လို့ရလဲဆိုတဲ့သူ့ရဲ့ test လေးတွေအကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ် dry eye စစ်တဲ့ test တွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့ဒီမြန်မာပြည်မှာလည်းသုံးပြီးတော့တခြားမှာလည်းဒီအသုံးအများဆုံးဖြစ်တဲ့ test လေးတွေအကြောင်းကိုပဲဒီဗီဒီယိုလေးမှာပြောသွားမှာဖြစ်ပါတယ်နံပါတ်1 test ကတော့ Sharma test လို့ခေါ်ပါတယ် Sharma test ဆိုတာကတော့အခုပြသလိုမျိုး test strip လေးတစ်ခုကိုခောက်ပြီးတော့မျက်လုံးရဲ့တစ်ဖက်စီမှာ9မိနစ်ကြာအောင်ထည့်ထားပြီးတော့စမ်းတဲ့ test လေးဖြစ်ပါတယ်။သူကဘာကိုစမ်းတာလဲဆိုတော့အဲ့ဒီကမျက်ရည်ရဲ့အထွက်နှုန်းကိုစမ်းတာဖြစ်ပါတယ်။မျက်ရည်အထွက်နှုန်းဘယ်လောက်ထိအောင်မျက်ရည်စီးကျလာတဲ့အထွက်နှုန်းလေးပေါ့နော်ဘယ်လောက်ထိရှိလဲဆိုတာလေးကိုစမ်းတာဖြစ်ပါတယ်။ဒါလေးကတော့စမ်းလို့လည်းလွယ်တဲ့အတွက်ကြောင့်မလို့မျက်စိစေကံတော်တော်များများမှာတော့စမ်းနိုင်ပါတယ်။ထက်နံပါတ်2 3တဲ့ test လေးကတော့ TBUT လို့အတူကောက်ခေါ်လို့ရပါတယ်။ဒီကဘယ်လိုမျိုးလဲဆိုတော့ခုဒီမှာပြတဲ့အဝါရောင် strip ပြားလေးကိုအရေဆိုးပြီးတော့မျက်ကြည်လွှာကိုအယောင်ဆိုးပြီးတဲ့အချိန်မှာ blue light နဲ့ကြည့်တာဖြစ်ပါတယ်။သူကဘာကိုကြည့်တာလဲဆိုတော့မျက်ကြည်လွှာပေါ်မှာဆိုရင်မျက်ရည်ကဘယ်လောက်ထိနေတာလဲပေါ့နော်။မျက်ကြည်လွှာပေါ်မှာဆိုရင်မျက်ရည်ကဒီလိုကြာမနေနိုင်မင်းနဲ့ခဏနဲ့ဒီလိုမျိုး spot လေးတွေပေါ်လာတယ်ဆိုရင်တော့ဒါ dry eye လို့ပြောလို့ရပါတယ်။ဒါလေးကလည်းမျက်စိစေကံတော်တော်များများမှာစစ်လို့ရတဲ့နည်းလေးပါ။ခုကတော့ dry eye ကိုအဲ့လိုမျိုး test တွေမလုပ်ဘဲနဲ့ဘယ်လိုသိနိုင်လဲဆိုရင်လိုမျိုးမျက်စိစေကံတွေမှာသုံးတဲ့ slit microscope နဲ့ကြည့်ရဲ့အချိန်မှာကြည်လွှာပေါ်မှာရှိနေတဲ့ဒီ tear film ရဲ့အခြေအနေမျက်ကြည်လွှာရဲ့ဒီ surface အခြေအနေအဲ့ဒါတွေကြည့်ပြီးတော့လဲ dry eye ရှိမရှိပြောလို့ရှိကြပါတယ်။ဒီလိုလေးကတော့ dry eye မှာစစ်တဲ့အသုံးများဆုံး test လေးနှစ်ခုအကြောင်းကိုပဲရှင်းပြထားတာဖြစ်ပါတယ်။တို့တစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်။